အခုကဘလို့သွားဖြစ်လဲဆိုတော့အခုလက်ရှိဒါညက်ထားတာပေါ့နော်ညက်ထားတဲ့ area က smart ရဲ့ area ကအရန်များသွားတယ်လို့ဒါပြောလို့ရတယ်ပေါ့နော်smart ရဲ့ area အရန်များသွားတာဖြစ်တဲ့အတွက်ဘာသွားဖြစ်လဲဆိုတော့အရှိနဲ့အနောက်နဲ့ကမခေါ်တဲ့ပြဿနာသွားဖြစ်တာပေါ့နော်မခေါ်တဲ့ပြဿနာသွားဖြစ်တော့ချထားမယ်ဆိုလို့ရှိရင်လည်းဒီနားမှာကတက်ပေါ့နော်ဒီနားကတက်အောက်ကတက်အဲ့လိုပုံစံမျိုးသွားဖြစ်တာအဲ့လိုမျိုးသွားဖြစ်တဲ့ခါကျတော့ तू ကယူထားတဲ့ area ကဘယ်လောက်ထိယူထားလဲဆိုတော့ဒီရဲ့အရှိတချမ်းဒီရဲ့ငယ်တိတ်ဒီနားလောက်ထိကို तू ကယူချပလိုက်တာပေါ့နော်ယူချလိုက်တာဖြစ်တဲ့အတွက်တဝက်လောက်ပါသွားတယ်လို့ပြောလို့ရတယ်ဒီရဲ့အရှိတချမ်းတဝက်ပါသွားတာပေါ့နော်အဲ့လောက်ကြီးကိုဒါပါသွားတာဒီမှာလေဒီရဲ့စမိန်လေးဆိုလို့ရှိရင်အဲ့လိုလေးတွေသွားဖြစ်တာအဲ့တော့ तू ကအရှိကိုညက်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့အရန်တတိထားရတယ်ပေါ့နော်အရှိညက်တဲ့ခါကျလို့ရှိရင်တတ်မှတ်ထားတဲ့ area လည်းကျော်လို့လည်းမရဘူးမျက်နှာဖွဲ့စည်းဖို့အလိုက်ပေါ့နော်လိုအပ်တဲ့လောက်ပဲတိုးတာပို့ပြီးတော့ဒါအဆင်ပြေတယ်ပေါ့နော်အခုကကြတော့လေအရှိကိုကြတော့ကျွန်တော်ကထပ်တော့မတူပေးတော့ဘူးဒီရဲ့အရှိအတိုင်းလေးကိုပဲနည်းနည်းလေးပြန်ထားလိုက်နော်ဒီနားလောက်ရောက်သွားပြီနောက်ထပ်3လပေါ့နော်3လလောက်ထားလိုက်ပြီဆိုလို့ရှိရင်တော့ဒီနားလောက်တော့ပြန်အဆင်ပြေသွားလိမ့်မယ်ပြန်ရှည်သွားမှာဆိုတော့လေအဲ့ဒါအောင်မှဒီရဲ့ area ကိုမှနည်းနည်းလေးပုတ်ပါတဲ့ပုံစံမျိုးလေးဖြစ်အောင်တော့နည်းနည်းလေးတော့ပြန်ညှိပေးလိုက်မယ်နော်အဲ့ဒီအတိုင်းလေးပဲအစီပြထားလိုက်အဲ့ဆိုလို့ရှိရင်ဒီရဲ့ stat တွေအကုန်ညှချလိုက်တော့မယ်နော်ဒီနားလောက်ထိကိုတိုးလိုက်တော့မယ်နော် okay အဲ့ဆိုအပေါ်နဲ့အောက်လေးကိုနည်းပြဆက်ပြီးပြန်ညှပ်ပေးလိုက်မယ်နော် okay ဆရာ okay